ဘုရားဘာသာဝင်သူတော်စင်တွေငယ်စဉ်တောင်ကြီးကလေးဘဝကနေစပြီးတော့ဣတိပိသောဘဂဝါအရဟံစတဲ့ဣတိပိသောဆိုတာကိုနှုတ်တဲ့မိဘများချပေးထားလို့ရရှိပြီးတော့နေကြငယ်စဉ်ကရထားတဲ့ပါဠိကိုတချို့လည်းအဓိပ္ပာယ်သိကြတယ်တချို့လည်းအဓိပ္ပာယ်မသိဘူးသိသူနဲ့မသိသူနိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်မသိတဲ့လူကပိုများလောက်ဆရာရှိတယ်ငယ်တော့ရထားတဲ့စာကိုရွှေရုံပဲရွတ်ပြီးတော့အသုံးချတဲ့အခါမှာအန္တရာယ်ခင်းအတွက်သာအသုံးချနေကြတာဣတိပိသောရွတ်ရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းငယ်တော့ဣတိပိသောရွတ်ရင်တစေတရေပြေးတယ်ဆိုပြီးတော့ကြောက်တဲ့ခါတိုင်းရွတ်မိနေတတ်တယ်ပေါ့နော်ဒီလိုကြောက်လို့အကြောက်ပြေအောင်လုပ်တဲ့မန္တန်သဘောမျိုးလောက်ပဲလူတွေဟာနားလည်ပြီးတော့နေကြတာဒီဣတိပိသောဘဂဝါဆိုတဲ့ဒီစကားလုံးကစလာတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ9မျိုးတခါတခါလဲ10မျိုးလို့ခွဲခြားဖွင့်တာရှိတယ်ပေါ့အဓိကကတော့9မျိုးလို့ယူတာပို့ပြီးတော့အဆင်ပြေပါတယ်ဝိသုဒ္ဓိမဲ့မှာတော့9မျိုးတနည်း10မျိုးဆိုပြီးဖွင့်ထားတာရှိတယ်ပေါ့ဒါကတော့သင်လျော်တဲ့နည်းအနေနဲ့ဖွင့်ပြတာပါအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေဆိုတာထိုသုတ်တံပါဠိတော်တွေထဲမှာလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဣတိပိသောပါတဲ့သုတ်တံတွေဟာအတော်ကိုများလိမ့်မယ်လို့သေသေးချာချာသုတေသနလုပ်ကြည့်မယ်ဆိုလို့ရှိရင်ဆိုပါစို့အင်္ဂုတ္တရနိကေမှာသုတ်ပေါင်း9000လောက်ရှိတဲ့ထဲမှာအနည်းဆုံးသုတ်1000လောက်မှာတော့ဣတိပိသောဆိုတဲ့စကားလုံးပါတာဖြစ်မယ်ပေါ့ဒါတော့များများမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖော်ပြတိုင်းဒီဣတိပိသောဘဂဝါဆိုတဲ့စကားလုံးကပါတယ်မြတ်စွာဘုရားရဲ့အရည်အချင်းလို့ဆိုဒီမှာဖျားဖြစ်တယ်ဆိုတာလောကမှာဗုဒ္ဓနဲ့ပြောကြတယ်ဖျားဆိုလို့ရှိရင်ဒီအရည်ချင်းတွေရှိရမယ်လို့ဆိုလိုတာနော်ဒီအရည်ချင်းတွေရှိမှဖျားလို့ဆိုလိုတာကဖျားရဲ့အရည်ချင်းသတ်မှတ်ချက်လို့ပြောရမှာပဲလောကမှာလည်းပဲလူတွေရဲ့အရည်ချင်းသတ်မှတ်ချက်တွေရှိတယ်လေအဲ့ဒီသတ်မှတ်ချက်အရလူတွေရဲ့အရည်ချင်းကိုထုတ်ဖော်ပြောကြတာဖျားဆိုတဲ့ပုဂ္ဂိုလ်မှာဒီအရည်ချင်းတွေရှိရမယ်လို့ပြောတာမြတ်စွာဘုရားကငါဟာဒီခုံနေနဲ့ပြည့်စုံတယ်လို့ကြွားလုံးထုတ်တာမဟုတ်ဘူးတချို့ကအဲ့ဒါလို့ထင်တယ်မဟုတ်ဘူးဖျားဆိုဒီမှာဖျားကိုးကွယ်ကြပြီလောကမှာဘုဒ္ဓပါတော်တုံးလဘောဖျားပွင့်ဖို့ဆိုတာဓမ္မခဲရင်နဲ့ဓမ္မခဲရင်နဲ့ဖျားဆိုဒီမှာအခုလိုအရေးချင်းတွေရှိရမယ်ဆိုတာကိုသိရှိနားလည်ဖို့ဆိုလိုတာကနော်ဖျားမှန်ရင်တကယ်ဖျားဒီလိုအရေးချင်းတွေရှိဖို့လိုတယ်ဖျားလို့ဆိုပြီးတော့အရေးချင်းမရှိဘဲနဲ့ဖျားလုံနေတဲ့ပုံကိုယ်တွေကလည်းလောကမှာအများကြီးရှိတာအများကြီးရှိတယ်ဘာလို့အများကြီးရှိတော့ဆိုလောကမှာဖျားမပွင့်ခင်ကဗုဒ္ဓကောလဟလဆိုတာကျွတ်တင်ပြီးတော့ပေါ်ပေါက်နေတယ်တော့ခုခေတ်မှာတော့ကောလဟလဆိုရင်မမှန်ကန်တဲ့သတင်းလို့ဒီလိုအဓိပ္ပာယ်ယူဆကြတယ်ပါဠိစာပေမှာကောလဟလဆိုတာမမှန်ကန်တဲ့သတင်းလို့အဓိပ္ပာယ်မရဘူးတခုခုဖြစ်ပေါ်လာတော့မယ်ဆိုလို့ရှိရင်ကြွတင်ပြီးတော့သတင်းတွေဖြစ်ပေါ်နေတတ်တယ်ပေါ့အဲ့ဒီကြွတင်ပြီးတော့ဟိုနာကပြောလိုက်ဒီနာကပြောလိုက်နဲ့ဒီစကားတွေဟာလူတွေကြားထဲမှာရောက်ရှိလာတဲ့စကားသံတွေကိုကောလဟလလို့ခေါ်တာဟောအလုံးကြားဦးကြလိမ့်မယ်ကောလဟလဆိုတာ5မျိုးရှိတယ်ဖျားပွင့်တော့မယ်ဆိုလို့ရှိရင်လေဗုဒ္ဓကောလဟလလောကမှာဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်များပေါ်လိမ့်မယ်ဆိုတာလူလောကထဲမှာနှစ်ပေါင်းများစွာကြိုတင်ပြီးတော့အတန်တွေထွက်လာတယ်နောက်တစ်ခုကစက္ကဝတ္တိကောလဟလစัจ java မင်းပေါ်လိမ့်မယ်ဆိုလည်းပဲကောလဟလတွေထွက်လာတယ်နောက်မင်္ဂလာကောလဟလလောကမှာလူတွေကမင်္ဂလာရှိကြကြတယ်မြန်မာတွေဆိုလို့ရှိရင်မြန်မာတို့ရဲ့မင်္ဂလာပါဆိုတဲ့စကားနဲ့နှုတ်ဆက်ကြတယ်လူမင်္ဂလာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်မင်္ဂလာဆိုတာဘယ်လိုမှမင်္ဂလာရှိနိုင်တယ်လဲဆိုတဲ့အတိအကျမင်္ဂလာရဲ့အဖြစ်ထုတ်ဖို့အတွက်
အဲ့ဒါလည်းပဲမင်္ဂလာကောလာဟလဆိုမင်္ဂလာကိုအမှန်ကန်ပြောနိုင်တဲ့ပုဂ္ဂိုလ်ပေါ်လိုက်မယ်လို့ဒီလိုကောလာဟလတွေဖြစ်တယ်ဟောနောက်တစ်ခုကျတော့ကပ္ပကောလာဟလလို့ခေါ်တယ်ကဘာကြီးဘယ်တော့ပျက်စီးလိုက်မယ်ကဘာကြီးတော့ပျက်စီးတော့မှာပဲမကြာခင်ကတောင်မှ2012ခုနှစ်မှာကဘာကြီးပြည့်မယ်ဆိုပြီးတော့ပေါ်လာလိုက်သေးတယ်လေအဲ့ဒီဟာမျိုးပေါ့ကျွတ်တင်ပြီးတော့ဒီလိုဟာတွေဖြစ်ပေါ်ပြီးတော့လာတတ်တယ်ပေါ့အဲ့ဒီဖြစ်ပေါ်လာတတ်တဲ့ဒီကောလာဟလလို့ဆိုတဲ့ဟိုနာကကြားလိုက်ဒီနာကကြားလိုက်ဆိုတဲ့ဒီသတင်းနေအဲ့တော့ဗုဒ္ဓကောလာဟလဘုရားပွင့်လိုက်မယ်ဆိုတဲ့သတင်းဟာကျွတ်တင်ပြီးတော့ထွက်လာကျွတ်တင်ထွက်ရုံနဲ့မကဘူးဒီလူတွေသင်ကြားနေတဲ့ဗြဟ္မဏတွေသင်ကြားကြတဲ့ဝေဒအကျမ်းဂန်တွေထဲမှာလည်းပဲဘယ်လိုပုဂ္ဂိုလ်မျိုးဆိုတာဗုဒ္ဓဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်တယ်ဆိုတာကိုအင်္ဂယုတ်နဲ့ပတ်သက်ပြီးတော့သတ်မှတ်ထားတာတွေရှိတယ်ဝေဒကျမ်းတွေမှာအတိအကျသတ်မှတ်ထားတယ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာဘုရားဖြစ်မဲ့ပုဂ္ဂိုလ်ဟာဘယ်လိုရုပ်လက္ခဏာမျိုးရှိတယ်ဆိုတာကိုလည်းဝေဒကျမ်းတွေကအတိအကျဆိုထားတယ်အဲ့ဒါတွေကလည်းကြွတင်ပြီးတော့ပေါ်ပေါက်နေတာဥပမာမဲ့လူတွေရဲ့တဏ္ဍာမှာအမှတ်အသား32မျိုးမဟာပုရိသလက္ခဏာ32မျိုးအဲ့ဒီ32မျိုးလုံးပါတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဆိုတာကိုဝေဒကျမ်းတွေကဆိုထားတယ်ဒီ32မျိုးသောအမှတ်သားလက္ခဏာရှိလာပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာဒွေယေဝဂတိယောတဲ့သူ့ရဲ့ဏိဂုံးဟာနှစ်ခုပဲရှိတယ်သူ့ရဲ့ဖြစ်ပေါ်လာမဲ့အနာဂတ်ဟာနှစ်ခုတည်းပဲရှိတယ်နှစ်ခုဆိုတာဘာလဲလို့ဆိုရင်လူဘဝမှာနေရင်စัจ java ရေမင်းဖြစ်မယ်အကယ်၍တောထွက်ပြီးလူလောကကိုဆုံးခွာသွားမယ်ဆိုရင်တော့ဘုရားဖြစ်မယ်ဒီနှစ်လမ်းပဲရှိတယ်ဆိုတဲ့ဟာဗေဒကျမ်းတွေကပြောတာဒါဗေဒကျမ်းတွေကပြောတာအဲ့ဒီဗေဒကျမ်းတွေကပြောထားသည့်အတွက်ကြောင့်ဗြဟ္မဏတွေရဲ့အတိုင်းဝိုင်းမှာလည်းပဲဗုဒ္ဓဆိုတာကိုသူတို့ကဒီလိုရည်ချင်းနေရှိမှဗုဒ္ဓဆိုတာကိုသူတို့သိထားပြီးသားဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားပွင့်လာပြီးမပွင့်ခင်မှာငါဗုဒ္ဓနဲ့ဆိုပြီးတော့ဗုဒ္ဓအမိခံပုဂ္ဂိုလ်တွေဟာကောလာဟလတန်အောင်လိုက်ပြီးတော့ပေါ်လာတာတွေအများကြီးပဲပုရဏကသမလည်းသူကသူဗုဒ္ဓလို့ကျင့်ကြလိုက်တယ်သို့တော်လည်းဝေဒကျမ်းကနေနဲ့တိုက်ကြည့်တဲ့အခါမှာသူကကိုက်ညီမှုမရှိဘူးကိုက်ညီမှုမရှိဘူးသူ့ဘာသူပဲဗုဒ္ဓလို့နာမည်တတ်တယ်သို့တော်ဗေဒကျမ်းကနေကကိုက်ညီမှုမရှိသည့်အတွက်ကြောင့်သူ့ကိုအသိမှတ်မပြုဘူးတဲ့ပြီးတော့မက္ခလိဂေါသလလည်းငါဗုဒ္ဓဆိုပြီးတော့ဒဇင်ထောင်ပြီးတော့ပေါ်လာပြန်တယ်သူမှလည်းအတိုင်းဝိုင်းနေတော့ရှိတာပဲသူ့နောက်ကလူတွေကပဲဝိုင်းပြီးတော့လဲပြောကြတာပေါ့သင်္ဆေယဗေလထဗုဒ္ဓအဇိတကေသကမလပကုဒကိစ္ဆယနာနိဂန္ဓနာတဗုဒ္ဓလို့ဒီ6ဦးဟာနောက်လိုက်နောက်ပါတွေအလွန်များတယ်များတော့သူတို့ကလည်းဘယ်သူလဲလို့ဆိုရင်ငါဗုဒ္ဓပဲဆိုသို့တော့ဗြဟ္မဏတွေကဝေဒကျမ်းနေနဲ့တိုက်ဆိုင်ကြည့်တဲ့အခါမှာခုနကမဟာပုရိသလက္ခဏာတွေဆိုတာလည်းမတွေ့ရဘူးအရဟံစတဲ့အရည်ချင်းတွေနဲ့လည်းသူတို့မတွေ့ဘူးမပြည့်စုံဘူးဆိုတော့ဘယ်သူမှဗုဒ္ဓဆိုတာကိုနှစ်ကယုံကြည်ကိုးကွယ်တာမရှိဘူးပေါ့သူယုံကြည်တဲ့ပုဂ္ဂိုလ်အချို့လောက်ကသာသူ့နောက်ကလိုက်ကြတယ်ပေါ့အဲ့တော့ဒီကောလာဟလနောက်မှာနောက်ဆုံးပေါ်လာတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ဂေါတမဗုဒ္ဓပဲဂေါတမဗုဒ္ဓကြတော့ဗြဟ္မဏတွေကငကောလက်မခံမှုသူတို့လဲကြည်လီမြတ်စွာဘုရားစီမှာဒီထိတ်တန်းဗြဟ္မဏကြီးတွေပတ္တနိတိကောသလမင်းကြီးကမျိုးစားအဖြစ်ပေးထားတဲ့ပညာတတ်တဲ့နေရာမှာထိတ်တန်းမျိုးရိုးလဲအလွန်မြင့်မြတ်တဲ့ပောက္ခရတာတိတို့နောက်တစ်ခါမိဋ္ဌိလမျိုးကဒီဗြဟ္မာယုပုံနာကြီးတို့ဒီလိုအဲ့ဒီလိုဝေဒကျမ်းတက်ဆရာကြီးတွေကမြတ်စွာဘုရားစီလွတ်တယ်နောက်ပြီးတော့ပါရယဏတုံးမှာပါတယ်ဘာဝရီဆိုတဲ့ပုံနာကြီးကလည်းပဲဗုဒ္ဓဆိုတာနာမည်ကြီးတာဟုတ်မဟုတ်မင်းတို့စုံစမ်းကြဆိုပြီးတော့လွတ်တာအဲ့ဒီခေတ်ကဂေါတမဗုဒ္ဓစီမှာစုံစမ်းနေထောက်လှမ်းရေးတွေအများကြီးလွတ်တဲ့ထဲမှာပထမဆုံးလွတ်လိုက်တာတော့ဘာဝရီပုံနာကြီးကအရင်လွတ်လိုက်တာသူကဘယ်ရောက်နေတော့ဆိုဘာဝရီပုံနာကဟိုးအိန္ဒိယအလယ်ပိုင်းမှာရောက်နေတယ်သူကဂေါဒါဝရီမြစ်ကန္နာတိုင်းပြည်နှစ်ပြည်ရဲ့ခြားမှာကျွန်းမြေကြီးရှိတယ်အဲ့ဒီကျွန်းမြေကြီးပေါ်မှာသူကသူ